ဆရာဆောင်းမဖြစ်ဖို့အတွက်လေចောင်းသားចောင်းသူလေးတွေကိုအဆောင်ရတွေကလေးလုပ်ပြီးမယ်လို့ပြောထားတာလေရပြီလားဆရာဟုတ်တယ်ဒီမှာဒါသမီးသိတယ်မလားဟုတ်ကဲ့သိရဆရာဆရာမကြီးဒေါက်တာစိုးဦးຫນွေလေစင်းထဲမှာတော့အဘဥပမာမြေပေးထားတဲ့ရတွေကစောင့်ကတ်လေးပါဆရာသမီးလည်းဒီကလေးတွေကိုပေးနေကြပါပဲဆရာဟုတ်တယ်ဒီဥစ္စာပါလို့ပြောသူကဒါအဘမင်းသိကအနောက်တိုင်းပညာရှင်တွေဇာတ်နေပြီးတော့သူကရရှိပြီးတော့ဖော်ထုတ်ပေးတာလားအားလုံးပေးနေဇာတ်တွေအတွက်ဘာလို့လဲစာဝဲဒီသူ့ရဲ့သင်္ကေတလေးကဘာလဲသူသွားတူနေလို့ဆိုတော့ဗိုလ်လူကျိုရဲ့သင်္ကေတလေးနဲ့သွားတူတယ်ဟုတ်ကဲ့ဆရာဗိုလ်လူကျိုကသူကဘာလဲဆိုတော့သူစာရေးတာတို့စာနဲ့ရေးပြီးဖြေရတာတို့မှာအစီအပြေချောမွေ့စေတယ်ဒါကြောင့်လို့အဘကဒီအဆောင်လေးကိုစောင့်ထားခြင်းအပြင်ဟိုကျောင်းသားတွေနောက်တစ်ခုကဘာလို့ဆိုတော့စာမွဲဆိုတာလေဟုတ်ဟိုစာရထားလို့ရှိရင်ဖြေတိုင်းပါပဲဒါပေမဲ့ကျောင်းသားတွေပြည့်ပြည့်ရရှိတာဆိုစာမွဲပြည့်ပြီဆိုရင်လည်းစိတ်ထဲကြောက်တယ်စိုးရင်လည်းပူပန်တယ်ခါရတဲ့စာတွေလည်းအစီအပြေပါမလားအဲ့လိုတွေးတယ်နောက်တစ်ခုကကျမ်းမာရေးတွေပတ်သက်ပြီးအခက်အခဲရှိတတ်တယ်ဟုတ်ကဲ့ဒီဆောင်ထားမယ်ဆိုလို့ရှိရင်ဒါအဲ့အခက်အခဲတွေမရှိတော့ဘူးစိတ်လည်းမပင်ပန်းတော့ဘူးဟုတ်ကဲ့စာလည်းရထားတယ်ဒီဆောင်လေးလည်းဆောင်ထားမယ်ဆိုရင်လွယ်လွယ်ကူချောမွေးလည်းအောင်ပြီးဖြစ်တိုင်းပါအဲ့ကြောင့်တို့ကတွဲပြီးတဲ့ကံမှာဒါအောင်အဆောင်ဖြစ်တယ်ဆောင်လက်ဆောင်လေးပြီးမှာဟုတ်ကဲ့ဆရာကြီးကျမကတော့ဒီကျမရဲ့ဒီဟောကန်ကိုလာတဲ့သူဆောင်မွေးပြမဲ့ကလေးတွေကိုဒီဆောင်လေးပေးတယ်ဆရာဟုတ်တာပေါ့ဒါကောင်းသိကောင်းတော့ဒါလည်းဗမာမိတ်စိတ်ကပေးထားခဲ့တာဝိပကြောတိတ်ပံလန်တပ်ပိတံကုသလောဘွေဝိသစ္စေတုံတမ္မတော်ဝတမ္မပု္ပ္ပန္နာဌာနာတော်ဆိုတာဘူမိဆိုမြေကြီးအတုနဲ့ချီတူတဲ့တိတ်ပံတဲ့အတတ်ပညာတွေကိုဒိမာတွေကျွမ်းကျင်တဲ့တတ်ပြောက်ပါတယ်တဲ့ဒါကြောင့်မလို့တမ္မပု္ပ္ပန္နာဌာနာတော်မင်းသမီးပု္ပ္ပစာတွေကိုလွယ်လွယ်ကူကူဖြေဆိုရနိုင်ပါလို့ကြီးဒါအကြောင်းသားတွေကဒါအလွတ်ကျက်ဖို့တော့မဟုတ်ဘူးကိုစာကြည့်တဲ့အခါမှာစာကြည့်တဲ့ဇွဲမှာလေဒါလေးတစ်ခေါက်ဆိုပြီးတော့ကိုစာကြည့်ဇွဲလေးမှာခြားတာကိုစာကြက်တဲ့ခါလဲလွယ်လွယ်ကူကူရမယ်။စာမသွားဖြစ်လို့ရှိရင်လည်းအစီအပြေချောချောမွေ့မွေ့လွယ်လွယ်ကူကူနဲ့ဖြည့်ဆိုတာလေ။ဒါကြောင့်မတရားလေးကိုအဆောင်လုပ်ပြေးတာ။ဟုတ်ကဲ့ဆရာ။ဆရာဒါလေးကလေဆောင်မွေ့ပြမဲ့ကလေးတွေမဟုတ်ဘူးလေ။နောက်ရှိနေတွေပွဲစားတွေစကားတွေအများကြီးပြောတဲ့စကားတွေအများကြီးပြောပြီးစီးပွားရေးလုပ်တဲ့လုပ်ငန်းရှင်တွေဒါလေးကိုဆောင်ထားရင်အောင်အစီအပြေအောင်မြင်နေဆရာ။ဟုတ်တာပေါ့ဆရာမပြောတာဟုတ်တယ်။ဘာဖြစ်လို့ဆိုဒီဥစ္စာကအဘကတော့အဓိကထားတာတော့ဒီလင်းဆရာတွေပေါ့။ဒီလင်းဆရာတွေတဲ့ဒီဇပွဲမှာထားပြီးတော့ဒီကာလာလေးကိုနေ့စဉ်9ခေါက်ရှုပ်ပေးပါတယ်။ဘာလို့ဆိုဒီလင်းဆရာပို့ပြီးတော့အရေးပါတယ်လေ။ဟိုမေးတဲ့မေးခွန်းကိုလွယ်လွယ်ကူကူနဲ့ဖြေနိုင်အောင်လို့ဟုတ်ကဲ့ကိုသိထားတဲ့ပြည်ပညာနဲ့မေးတဲ့မေးခွန်းနဲ့ဆက်ရမိအောင်လို့ဒါလေးကိုအဘပြည်ဆရာတွေဆောင်ပါဆိုပြီးတော့ပေးထားတယ်။ကျောင်းသူကျောင်းသားတွေရှင်းတွေပွဲသားတွေအားလုံးအဆင်ပြေတယ်ဒါလေးဆောင်တာဟုတ်ကဲ့ဆရာဟုတ်ကဲ့ဆရာအဲ့တော့တမတို့ဒီဘောပင်လေးနဲ့ပတ်သက်ပြီးတော့လေဆရာစတာဘောက်ကလေးရေးထားတာတိတ်တိတင်ထားတယ်ဆိုလို့အဲ့ဒီလေးရှင်းပြပြပါအောင်ဆရာဟုတ်တယ်ဒါကဘာလဲဆိုတော့သူစမလေးလုံးကာတာပေါ့နော်စကုမသရမစိန်တော့ဓမ္မညုဓမ္မတာမီကောဘလူပေတော်ပလာတော်ဝရာတော်ဒေတုမေကိုရန်အဲစမလေးလုံးကာတာအရာရာအောင်မြင်စေတယ်အခက်အခဲတွေတွန်းမကောင်းတဲ့အတိုက်ခံမှန်သမျှကိုလည်းတွန်းလှန်နိုင်တယ်ဒါကြောင့်လို့ဒါလေးကို108ကောက်ဆရာတိတ်တိတင်ထားတယ်နောက်တိတ်တိကိစ္စတိတ်တိကာမန်ဆိုတဲ့ကာတာလေးကိုလည်း108ကောက်ယူပြီးတော့တိတ်တိတင်ထားတယ်ဒါကြောင့်ဒီဘောပင်လေးကိုစောင်းပြီးတော့ဖြည့်မယ်ဆိုလို့ရှိရင်လွယ်လွယ်ကူကူနဲ့အဆင်ပြေပြေနဲ့ဖြည့်နိုင်တယ်ဟုတ်ကဲ့ဆရာဒါကြောင့်ဒါလေးကိုကလေးတွေကိုဆောင်ပေးတယ်ဟုတ်ကဲ့ဆရာအဲ့တော့တမတို့ဒီစက်တလန်ပေါ့နော်စက်တလန်စိုင်းနံပါတ်8ဒီစုနာဥယျာဉ်မျိုးတော့မှာဒီအဆောင်လေးတွေလက်ဆောင်ပေးရအောင်ဆရာကောင်းတော့လေးတွေအတွက်လေကောင်းတော့လာပြီးတော့ယူပါစေနော်ကျောင်းသူကျောင်းသားတွေပြည်သူဆိုယူနိုင်လဲဆိုပြီးတော့အခမဲ့မြေတားလက်ဆောင်ပေးလိုက်ပါနော်ဟုတ်ကဲ့ကုသိုလ်ရတယ်ဒီကနော်